ကိုရှိမှာမိုင်းတဲရိုးရိုးစင်ကပ်ပဲဖြစ်ပလန်စင်ကပ်ပဲဖြစ်မိုင်းတဲစင်ကပ်ရှိရတူတိုင်းဘယ်ဆိုတော့ဒီမှာပလန်လေးမျိုးဝယ်လို့ရပါတယ်ဒီပလန်ဒီမှာဆို1,400နဲ့22ကစ်တောင်ရရယ်နော်ပြီးတော့1,900နဲ့ဆိုရင်ကီ40တောင်ရတယ်2,400နဲ့ဆိုလည်းကီ40ရတယ်ဒီမှာဆိုဖုန်းပြောမိနစ်တွေပို့ရမယ်ပေါ့နော်ကဲလုံးဝကိုကဖုန်းပြောတဲ့ဟာကိုမကြိုက်ဘူး data တိတက်မယ်လိုချင်တဲ့သူတွေအတွက်တော့ဒီမှာ2,900နဲ့120ကစ်တောင်ရပါတယ်ဒီပလန်လေးတွေကဝယ်လို့ရတယ်ပေါ့နော်လက်ရှိလဲတော်တော်များများ online မှာရောင်းနေကြရရှိရပေါ့နော်အခုဒီမှာဆိုဒီမဲ့ပိုင်ရှင်မောင်လေးဆိုရင်တဲ့ဒီအမားနဲ့တွေ့တော့မှာပဲတဲ့ငါမှအဆင်ပြေသွားတယ်တဲ့အခုတော့အလိမ်မခံရတော့ဘူးတဲ့အရန်အဆင်ပြေတယ်တဲ့ဘာလို့ဒီလို comment လေးလာမှန်းကြရလဲဆိုတော့တော်တော်များများတော်တော်လေးကိုအလိမ်ခံရတယ်မဆို CPU ဖြစ်နေတဲ့အချိန်မှာဆိုရင်လေအမားရဲ့အခုမှစဝယ်သူလေးဆိုရင်လေအမားတကယ်လားညီမလေးမနေ့ကမှပတ်စံပါသွားတယ်ဆိုပြီးတော်တော်များများပြောကြရတယ်ပေါ့နော်အဲ့ဒါမစုတို့ရှိမှာဝယ်မယ်ဆိုရင်ရုံကြည်ကြည်နဲ့ဝယ်ပါမစုတို့ကဖုန်းနှလုံးရှိရပေါ့နော်ဖုန်းနှလုံးမှာလည်းမစနိုက Viber နှလုံးထားပေးထားပါတယ် KB အကောင့် KB ဝေကိုလည်းမစနို2កောင့်ထားပေးထားပါတယ်မစနိုငွေလဲရောက်ပြီးစစ်ပြီးဆိုတာနဲ့ဒီ data plan လေးကိုထည့်ပေးပါတယ်เนาะမစနိုရှိမှာအများဆုံးကြာရယ်ဆိုတော့15မိနစ်နိုင်ခွက်ဝင်ကျင်လောက်ပဲကြာပါတယ်အဲ့အတွက်မစနိုရှိကဒီ plan လေးကိုလိုချင်နေဆိုရင်မစနိုအခုပြထားတဲ့ဒီ Viber မှာလာပြီးတော့မှားလို့ရပါတယ်မစနိုကကြတော့ယုံကြည်မှုကိုတာဝန်ယူမှုအပြည့်နဲ့တိစောက်နေတဲ့ crash ကပါ